နှီးဖျားဒီမှာဒါနှီးနဲ့ပဲရက်ထားတာဒီဖျားလေဟုတ်ကဲ့ဟုတ်ဒီမှာလေဖျားရဲ့ရင်းပြတော်မှာဒီလိုမျိုးထမ်းမင်းလေးတွေရှိကျွန်တော်တအားကြဒီမှာလက်စီတဆူစီနေတယ်တော်တော်လေးကိုချောပါတယ်ရင်းကြီးတွေကမင်္ဂလာပါအခုကတော့ကျွန်တော်နှီးဖျားကိုသွားမှာပေါ့နော်နှီးနဲ့ဖျားအကြီးတစ်ခုလုံးမှာဖျားရုပ်ပွားတော့ပေါ့နော်အဲ့ဒီရုပ်ပွားတော့တစ်ခုလုံးမှာသူကနှီးနဲ့ရက်ထားတာအကြီးပဲမွန်လမြိုင်မှာရှိတော့ပေါ့နော်အဲ့ဒီရဲ့ဖျားကဘယ်လိုလဲဆိုတော့ခုနကကျွန်တော်ဟိုတိုက်တလန်ရဲ့ဒီခုနတိုက်တလန်သွားတဲ့လမ်းဆိုလို့ရှိရင်အဲ့လမ်းကနေပြီးတော့မှကျွန်တော်တောင်ပေါ်တက်တဲ့ဘက်ချောင်းပေါ့နော်အဲ့ဒီဘက်ချောင်းလာခဲ့ရမှာအဲ့ဒီဘက်ချောင်းလာခဲ့တယ်ဆိုလို့ရှိရင်ဒီအပေါ်ခွေးကိုတက်ရမယ်အဲ့ဒီမှာဖျားသက်စုရှိတယ်ဖျားเจ้าလည်းရှိတယ်အဲ့ဖျားเจ้าကိုဘက်ချမ်းကကျွန်တော်တက်ရမှာပေါ့နော်နည်းနည်းတော့လှမ်းတယ်ဝေးတဲ့လမ်းလျှောက်ရမယ်အဲ့ဒီကိုသွားမှာဖြစ်ပါတယ်အားလုံးပဲလိုက်ခဲ့ကြပါအောင်ခင်ဗျာရှုခင်လေးကတော့ဒီနေရာဆိုလို့ရှိရင်ဒါမော်လမြိုင်မှာဆိုလို့ရှိရင်ဒီနေရာကိုတအားလာတဲ့နေရာပေါ့နော်တချို့တွေဆိုစီဒီဟို short video အတူလေးတွေလေတစ်တော့မှတင်တာတော့ဘာလို့ညာလဲဆိုစီရိုက်တွေ့တာဒီပေါ်ကတော့တက်လို့မရဘူးဖြစ်ဒါကတော့အပေါ်မှာဒီပိတ်ထားတယ်ယောဂအုပ်ဆောင်ယောဂမှန်ကူစီတော့တဲ့ဒီဖျားကိုလည်းဖျက်ရမှာအခုကျွန်တော်သွားမယ်ဒီဖျားကလေဟိုးဘက်ခြမ်းမှာရှိတာအနောက်ဘက်ခြမ်းမှာဒီဘက်ခြမ်းကကျွန်တော်တက်ရမယ်ဟိုမှာဖြက်လန်နေတော့ရှိတယ်အဲ့ဖြက်လန်ကပဲကျွန်တော်တက်လို့ရတက်လိုက်မယ်ဆိုတော့အားလုံးကကျွန်တော်နဲ့သူလိုက်ခဲ့ကြပါအောင်ခင်ဗျာကျွန်တော်စောစောကလမ်းဆောက်လိုက်နေတယ်တကယ်တမ်းတက်မယ်ဆိုလို့ရှိရင်လမ်းကဒီဘက်ခြမ်းကနေတက်လို့ရတာလေအဲ့ဒီဘက်ခြမ်းတက်ရမယ့်ဟာကိုအခုကျွန်တော်လမ်းဆောင်းနေနေတွေ့သွားတာဒီလိုမျိုးမဟုတ်ရလေတော့သူတွေ့သွားတယ်ဒီအပေါ်ကိုတက်လို့ရှိရင်ဒီကနေတက်ရင်လည်းအပေါ်ရောက်တယ်ဒါဖြက်လန်ဆိုတော့ဒီကနေပဲကျွန်တော်တက်သွားလိုက်တော့မယ်လမ်းကတော့နည်းနည်းဟိုအသက်အစင်မရှိလို့လားမသိရင်ညှိတွေတော့ရှိရပါတော့တတိထားပြီးတော့တက်ရမယ်မတ်နေရောပဲတရားကဒီနေ့ကျွန်တော်ရကန်ဆိုးတဲ့နေ့လားမသိပါဘူးအသက်တွေပဲကြုံတယ်အစင်လည်းမကြုံဘူးဟောဒီမှာခုနကလောကအုပ်ဆောင်ဆိုတဲ့ဖျားကိုရောက်လာပြီကျွန်တော်ဒီဖျားကိုအရင်ကဖူလိုက်မယ်ဒီဖျားကိုဖူပြီးတော့မှဒီမှာလေးကျွန်တော်ပြမယ်ဒီမှာဖျားအဲ့ဖျားကိုဖူလို့ရှိရင်ဒီရတက်သွားလိုက်ဟိုအစင်မှာမဟုတ်ရလေရှိတယ်အဲ့ဒါဒီဖျားကိုသွားတဲ့နေရာဒါဆိုကျွန်တော်တို့ဒီဖျားကိုအရင်တက်လိုက်မယ်နော်မောလိုက်တာနေကောင်းလားနေကောင်းလားမတွေ့ရကြပြီသိရမှတ်မိလားခုနကဟိုမှာအတိဦးလေးကိုတွေ့လို့နှောက်ဆက်တာမတွေ့တာကြာပြီဆိုတော့လေဟုတ်ကဲ့ဟုတ်ချောမယ်တဲ့သတိထားတဲ့သတိလှမ်းပေးတယ်ဟိုမှာခွေးတစ်ကောင်ရှိတယ်ကျွန်တော်တို့ကြည်ပြီးလန့်ဒီအောက်ကနေအရင်ရိုက်ပြမှာနော်ပြီးတော့မှအပေါ်တက်မှာဒါကလောကအုပ်ဆောင်စီတော့တဲ့ကျွန်တော်ထီးဆောင်လိုက်အောင်မနစ်အားပူတယ်ဒီမှာလေဖျားရဲ့ရင်းပြတော်မှာဒီလိုမျိုးထမ်းမင်းလေးတွေရှိကျွန်တော်တအားကြိုက်တာလှနေဒီမှာအောင်တပြေပဲဟုတ်တယ်ချောတယ်ကြွေပြားကဟိုဒီချိုးကန်းတော့မဟုတ်ဘူးလေနော်ဒီလိုမျိုးအချောပဲဆိုတော့အဲ့ချောလေးဒီကနေကြည့်လို့ရှိရင်လည်းဟိုမှာတက်လွင်မြင့်ကိုလှမ်းမြင်ရတာဒီပေါ်ကပဲတက်သွားလိုက်တော့မစောစောတော့ဟိုဈေးဒီပေါ်ကနေတက်ရင်ဈေးဒီတော့ပိုလှမှာပေါ့နော်ဒါပေမဲ့ဒီကနေပဲကျွန်တော်တက်လိုက်မှာဒီမှာလည်းဈေးဒီတဆူစီပြီးတယ်ဒီမှာလေဘာလဲဒါရေကန်မဲနေမှာဒီမှာလေပေအမြင့်နေဘယ်လောက်လဲဆိုတော့နံပါတ်နဲ့ရှိထားပြီးတယ်အခုရှိတာတော့10ပေလောက်ပဲရှိတယ်10ပေဆိုပြီးမှလည်းလူတရက်ကြော်တော့ဗောနော်နစ်တယ်စိတ်ထင်တာငါးတွေပါတွေမွေးထားမလားအဲ့လိုတော့ထင်အဲ့လိုကန်ရှိတယ်ဒါစီဒီစီဒီဘောကိုလည်းတက်လို့ရတယ်ဖျားပေါ်ရေတွေကကန်ထဲကိုကြားတာဘယ်လိုလဲမသိဖိုက်တော့ဆက်ဒီမှာလေခုနကဟိုဖျားမှာတွေ့ခဲ့တာလေဒီလိုမျိုးပဲ
ငကားကောင်းနဲ့ဘောင်းတန်းကိုဒီလိုမျိုးလေးလောက်ထားလိုက်ငကားကိုစောင်းနဲ့လောက်ထားအဲ့လိုအဲဆိုလို့ရှိရင်ဒီမှာမဟုတ်ပါဘူးလာနော်အပေါ်တိုင်ဒီမှာဖျားဒီမှာဆင်းနေတဲ့ရှိရဆင်းနေရချင်းလေးတွေရောစုံမှာပေါ့နော်ဖျားကိုဖုံးနေတဲ့ပုံစံမျိုးလေးပေါက်ဆက်ဆက်တွေ့တတ်တယ်ရှင်းလေးကိုစီရဘလို့လည်းမသိလေးတော့ပြီဖယားကဘယ်လိုပြောမလဲရင်ပြင်ကျင်းတော့လေကျွန်တော်အထာဝိုင်းနဲ့ရိုက်ရတော့မှဒီလိုတိတ်လေးပဲရတာဒီဟိုဘက်ခြမ်းမှာတော့ဒါဖုန်းကြီးကြောင်းဒီအောက်လည်းဆင်းလို့ရတယ်ဆင်းလို့ရပြီမှဒါမှပိတ်ထားတယ်ဆိုတော့ကျွန်တော်ဒီအိုင်းတစ်ခါပြန်ဆင်းမယ်ဟိုဘက်သွားဒီကနေဆင်းမယ်အောက်ရင်ပြင်ကနေပဲလမ်းလျှောက်တတိထားပြီးဆင်းနေရတယ်ဒီလိုအပူခံကြွေပြားတွေဆိုရင်တော့မချော်ဘူးလားကိစ္စမရှိဘူးဒါကပါလဲခုံတော့တိုင်ဒီဘက်ကတော့ပိတ်ထားတယ်ဒီတကားကဖွင့်ထားတယ်ဒါပေမဲ့ဘာမှတော့မရှိပါဘူးအောက်မှာဒီသွားထားတာလားမသိဘူးအပင်နဲ့အောက်မှာနေတာအန်ဒီများတဲ့မူစိမ်းတွေပါရှိတယ်မနေတော့ဒါပေမဲ့အေးတော့အေးရဟိုးမှာဖုန်းကြီးကြောင်တွေတွေ့နေရတယ်။ဩဒါသိတယ်ဒါနှီးဖျားသွားမှနှီးဖျားရဲ့ကြောင်နှီးဖျားရဲ့ကြောင်ဒါမဲ့ဟိုဖုံတွေကိုတော့ဖွင့်တောင်းအောင်ဖျားထဲမှာရိုက်ဖို့လေဟုတ်တာပေါ့ဒီကနေသွားလို့ရှိရင်နှီးဖျားကိုရောက်တယ်ဒီညောင်းလေးဟောဆင်းလို့ရတယ်ဟိုဘက်ဟောပိတ်ထားတယ်ဆင်းလို့မရဟိုဘက်ခြံသွားမှပဲရဒီမှာလေတကားပိတ်ထားတာဒီမှာလည်းရေကန်ရှိတယ်ဒီရေကန်ကနည်းနည်းတိတ်နေမနှက်ဘူးခုနကရေကန်တအားနှက်တယ်ငါးတွေတော့မရှိဒီမှာနှီးဖျားအဲ့ဒီမှာသွားမယ်နော်တောင်ပေါက်နှီးဖျားကြီးကျောင်းစာတင်တိုက်ဩဘုန်းကြီးကျောင်းရဲ့စာတင်တိုက်ဒီကအဲ့ဒီစာတင်တိုက်ထဲမှာနှီးဖျားရှိတာဘာမှဖြစ်ပါဘူးဘုန်းကြီးကတော့ခုကြည့်မှာတော့ဒီမှာလေဒီအပေါ်ကကြည့်ရင်လည်းရှုပ်နေတအားလှတာကျွန်တော်အထီးကိုပိတ်လိုက်ဆောင်းလိုက်လောက်တာထီးကတော့ပြတ်တော့မှာပဲဒီတအားပူတယ်ဘယ်နှစ်နိုင်ရှိပြီလဲတနိုင်ကျော်နေပြီနေ့လည်းတနိုင်စောစောကမိုးရွာတယ်အခုနေပူတယ်ဆိုရင်ကျွန်တော်နှီးဖျားသွားမယ်အခုစောတက်လာတော့ဟုတ်ပါခုနကဦးလေးတယောက်နဲ့တွေ့လို့အဲ့ဒီဦးလေးနဲ့ကမတွေ့တာကြာပြီအဲ့ဒါခေါ်ပြီးနှုတ်ဆက်တာဦးလေးကဒီဖျားရဲ့ဘယ်လိုပြောမလဲဂောဘကပုံစံမျိုးအဲ့လိုမျိုး
ရားစောက်တော့ပေါ့နော်မိဖရားကိုဝင်လို့မရလားဆိုတော့ခုနဖရားကောဘကောအရင်မေးလိုက်တာဘောဘကပြောတယ်ဝင်လို့ရတယ်တဲ့အဲ့ထမှာမိဖရားပဲဆိုတော့ဒါပေမဲ့ဖုံတဘာလောက်တွေ့လို့ရှိရင်တော့လည်းနည်းနည်းတော့ခွင့်တောင်းအောင်ပါပဲခွင့်တောင်းမယ်တော့မရအောင်မရေဘူးကြောက်တယ်ဒီမှာခွေးတွေလည်းတအားများတယ်ဒါပေမဲ့ခွေးတွေတော့လူရင်ပါတယ်မကိုက်ဘူးထင်တာပေါ့နော်မကိုက်တော့ဘူးအဲ့ဒါဒီမှာကအပင်ရိတ်တွေရှိတော့တအားအေးတယ်ဒီအောက်မှာနေရတာလေနောက်ပြန်လာတော့မှဟိုနားခုံမှာခဏထိုင်ဟာဒီမှာဒီဖရားပေါ့နော်အခုကျွန်တော်လာတာတောင်ပေါက်မိဖရားကြီးကျောင်းစာတင်တိုက်ဒါစာတင်တိုက်မှာစာတင်တိုက်တယ်မှာရှိတာဒီမှာတောင်ပေါက်ကျောင်းဒီရဲ့တဲ့ဝင်မှာဝင်လို့ရတာဖရားရိုက်ချင်ဒီမှာကိုရင်လေးကိုပြောတာကိုရင်လေးကတော့ပြေးနေတယ်အထဲမှာဖုံရှိလို့ရှိရင်ဖုံပြောရအောင်မလို့ကျွန်တော်ဖက်လည်းမချုပ်ခဲ့ဘူးရတာမဖြစ်ဘူးဖက်ချုပ်ရမှာဒီမှာပဲမလေးချောတာဖက်ချုပ်ခဲ့လားပန်းနဲ့မှုန်းနေတယ်ဘာပန်းလည်းမသိဘူးအော်ဆလပန်အဲ့နဲ့ပြီးလို့ဆိုတာဒီမှာလေဒီကနေဆင်းသွားရင်ဘာရှိလဲတော့မသိဘူးကြည့်လိုက်အောင်မဆင်းသွားလို့ဟိုအဆင်ပြေတဲ့နေရာဆိုလို့ရှိရင်ကျွန်တော်ဒီဖြတ်လမ်းမှာဆင်းသွားလိုက်တော့မှာစောကဆိုလို့ရှိရင်ကျွန်တော်တအားအော်ဒါလည်းဖြတ်လမ်းရှိတယ်ဒီကနေဆင်းကြည့်ရမယ်တော့မှဒီမှာလေမိဖရားဆိုတာဒီထဲမှာရှိတာဒီနှီးဖရားကျွန်တော်ငယ်တုန်းကအတော်ရဲ့ရုပ်ကြာဆိုတော့ဦးပဲပေါ့နော်အဲ့ဒီဦးနဲ့တစ်ခါလာဘူးလားဒီတိုက်တလန်နာမှာဖရားပွဲဖြစ်တော့ကလေဖရားပွဲဖြစ်တော့ကအဲ့ဒီဟာကျွန်တော်လာဘူးလားအဲ့ငယ်တုန်းကတစ်ခေါက်ပဲနောက်ပိုင်းတော့မရောက်ဖြစ်တော့အခုမှကျွန်တော်လာဖူးဖြစ်တာပေါ့နော်မာလေးကျောင်းရအကြီးပဲဒီဖရားဒီမှာဒါနှီးနဲ့ပဲရက်ထားတာဒီဖရားလေးမလမြိုင်တောင်ပေါက်ကျော်ဒီဖရားရက်လုံးမှတ်တမ်းဓာတ်ပုံများတဲ့ဒါကနှီးဖရားပါကျွန်တော်တွေ့ဘူးတဲ့သတင်းတစ်ခုမှထိုင်းနိုင်ငံမှာရှိတယ်ဆိုလားမသိဘူးထိုင်းနိုင်ငံမှာလည်းမဟုတ်မြန်မာပြည်မှာလည်းရှိရနော်ဒါဆိုလို့ရှိရင်ဒီဖရားရဲ့အစိတ်အပိုင်းအကုန်လုံးဒီကိုယ်လုံးကိုနှီးနဲ့ပဲရက်ထားတာနှီးနဲ့ရက်လောက်ထားတာကျွန်တော်အနီးကပ်ပြလို့မရဒီလောက်ပဲပြလို့ရတယ်တော်တော်အသက်ဝင်တယ်နော်နှီးနဲ့ဆိုရင်လည်းပညာရှင်တွေလေးစားဖို့ကောင်းတယ်အခုကတော့ကျွန်တော်နှီးဖရားရဲ့ဒီဘယ်လိုပြောမလဲကျောင်းဆောင်လည်းမှာဖုံနေလည်းတဘာမှမတွေ့ဘူးအခုချိန်ဆိုရင်တော့ဖြစ်ပါတယ်နေ့လည်ဆိုရင်တော့ဟိုအားလို့ရှိရင်တော့ခဏတော့ကျိန်းနေကြမယ်လို့တော့ထင်တာပေါ့နော်ကျွန်တော်အထင်ကိုပြောတာပါကိုရင်လေးတွေကတော့ရေချိုးနေတာတွေ့တယ်ဒါကမိဖရားရက်လို့တဲ့အမိုင်းလို့ပြောတယ်ဒါဖုံနေလည်းရက်နေတာဆရာပိတုကဆရာတော့ဖရားပိတုကဆရာတော့များမိဖရားအစစ်စစ်ရက်လုံးနေပုံဒါကြတော့ပိတုကဆရာကြီးကလာမြန်မာဆွေတင်ကဦးဆောင်ကနေပေါ့မလမြိုင်မြို့တော်မှာရမ်းပေါ့ဆွေတင်ကမကတ်ခင်ဒီဖရားစင်ပြီးတော့ပုံနှစ်စင်တောင်မဟုတ်ဒါပြင်းနေစရရကြွေးရတာဒါကတော့သူ့ရဲ့ဖရားသမိုင်းတွေပေါ့နော်အဲ့ဒါတွေကိုဓာတ်ပုံတွေဒီလိုရိုက်ထားပြီးဓာတ်ပုံရပြီးမှတ်တမ်းတင်ထားတာဒါမလည်းတောင်မှမိဖရားကြီးတဲ့ထာဝနာစိတ်တော်ပြီးဖြစ်နေလို့အော်ထာဝနာကြောက်ရှိတယ်တဲ့အထက်ထဲမှာလည်းအခုဆိုလို့ရှိရင်ကျွန်တော်ရိုက်ပြီးဆိုတော့ဖနက်ကဟိုမှာချုပ်ခဲ့တာဖနက်တော့ပြန်ယူအောင်မဟိုလှေကားဆင်းကြည့်မယ်ဘယ်လိုရှိလဲတော့မသိဘူးလမ်းကတော့ဘယ်ထိပေါက်မှမသိဘူးအဲ့ဒီဘက်ချောင်းကျွန်တော်ဆင်းကြည့်လိုက်မယ်
ဘုန်းကြီးကျောင်းအေးချမ်းလိုက်တာအေးချမ်းလိုက်တာဒီဘက်ခြမ်းမှာဟိုဆွန်းစားဆောင်ထင်ပါလေပုံလေးတွေတွေ့တယ်ဒီဘက်ခြမ်းမှာကျတော့စာအုပ်တွေအများကြီးပဲကျွန်တော်ရဲ့တဘောကလည်းအဲ့လိုမျိုးတစ်ချိန်ကိုကတယောက်တည်းဖြစ်ခဲ့မှဆိုလို့ရှိရင်ဒီအချိန်ထိတော့အိမ်တော်ကြီးမစင်စားဘူးဆိုတော့လေအချိန်ကြာလို့ရှိရင်ကျွန်တော်တယောက်တည်းဖြစ်ခဲ့မှဆိုလို့ရှိရင်ဒီလိုစာတင်တိုင်းမှာပဲကျွန်တော်ဘုန်းကြီးဝတ်ချင်တယ်ကိုကစာတွေဘာတွေမတင်နိုင်တော့ဘူးလက်မခံဘူးဆိုလို့ရှိရင်လည်းတခြားဒီဖရာဝိပဿနာဘက်ခြံကိုအားထုတ်ရတဲ့ကြောင်းမှာတော့ကျွန်တော်ဝတ်ချင်တယ်ဒါစိတ်ကူပေါ့နော်ဖြစ်လာတယ်မဖြစ်လာဘူးဆိုတာတော့ပြောမတတ်ပါဘူးခုနကတော့ဒီနေရာမှာကျွန်တော်ချောရတယ်ချောကြတော့မတော်သေးဘူးဒါဆိုလို့ရှိရင်ကျွန်တော်ဟိုဘက်ခြံကလှေကားကနေပြီးတော့ဆင်းသွားမယ်ဘယ်ကိုရောက်မှမသိဘူးအဲ့လှေကားကျွန်တော်ဆင်းကြည့်မယ်ဒီမှာလေခုနကတော့ဟိုခလေးတော့အုပ်ဆင်းသွားတဲ့လှေကားအဲ့ဒီအရင်ကျွန်တော်ဆင်းကြည့်မယ်ဘယ်ကိုရောက်မလဲတော့မသိဘူးဒါမဲ့တော်လမ်းမဲ့သူကဒီမှာ size ပါဖို့ပြင်လည်းရှိတယ်ဆိုတော့ဆင်းလို့ရမှာပါလမ်းတော့ရှိတယ်မလည်းမြိုင်မှာနေတယ်ပြောတယ်ဒီလိုနေရာတွေကျွန်တော်တစ်ခါမှမရောက်ဘူးချောတယ်ရည်ညှိတယ်လေကားကနေချောကြလို့ဆိုရင်ဟိုအောက်ရောက်ပဲအခုဆိုလို့ရှိရင်ကျွန်တော်နှီးဖျားလဲရိုက်ပြပြီးပြီဆိုတော့ကျွန်တော်ဟိုးဆောက်တော့ကျွန်တော်မသွားတော့ဘူးဘယ်ကိုလဲငကမောက်ကိုတော့ကျွန်တော်မသွားတော့ဘူးအိမ်ပြန်တော့မယ်နောက်နေ့ကျမှပဲတခြားနေ့အောင်ကျွန်တော်ရိုက်ပြတော့မှာခုနကတော့ဟိုဖုန်းကြောင်းနေလဲကျွန်တော်မရိုက်ခဲ့ရဘူးမရိုက်ခဲ့ဘူးဆိုတာလည်းတယောက်တည်းဆိုတော့လေနော်ဟိုဖုန်းနေလဲရှိလားမရှိလားမသိဘူးတကယ်လို့ဖုန်းတွေကကျိန်းနေတဲ့အချိန်ဆိုလို့ရှိရင်အနောက်ဆက်ပေးတယ်လို့ဖြစ်မှလဲစိုးရင်ရတယ်အဲ့ကြောင့်ဒီမှာလေကျွန်တော်သိပါပြီခုနကဒီအပေါ်ကနေမိဖုရားအပေါ်ကနေဆင်းလာလို့ရှိရင်ဒီမှာကျွန်တော်ခုနတက်ခဲ့တဲ့ကြိုက်တက်လန်လမ်းခွဲလေအဲ့ဒီလမ်းခွဲကိုရောက်တယ်ဒီလိုမှန်းသိရင်ကျွန်တော်စောကလေးကအဲ့ဒီလမ်းခွဲရပဲတက်ခဲ့ပါတယ်။အိုးဘက်ချံတောင်ကြီးကိုကျွန်တော်တက်ခဲ့ရတာအဲ့ကြောင့်ပြောပါတယ်ကျွန်တော်ကန်ဆိုးနေပါတယ်လို့ဒီနေ့ကိုတောင်ပဲတက်နေရတယ်အခုတောင်ဆင်းတော့လေကြည့်ပါဦးရည်ညှိနေနဲ့မလေးဒီယူဒီဇိုင်းတော့ဆင်းရမယ်တော်တော်လေးကိုချောပါတယ်ရည်ညှိတွေကဟုတ်လားတော်တော်ချောတယ်အောက်မှာတော့ဈေးဆိုင်တစ်ဆိုင်ရှိဒါလည်းလူငယ်လို့လည်းပါမှာပါဒီလိုချောတယ်ဆိုတော့ခုနကလေးတောက်ဘလို့ဆင်းသွားလဲတော့မသိဘူးကျွန်တော်ဆင်းမရဲဘူးချောနေတယ်ကြည့်ပါဦးတော်တော်ချီနဲ့ဆင်းနေရရင်ညှိတွေကဒီလောက်ထိတောင်မှရင်ညှိတက်နေတယ်ဆိုလို့ရှိရင်ဒါချောမှာခုနကလေးတယောက်ချောတာကူကျွန်တော်အောက်ကမုတ်ဆိုင်မှာမုတ်လေးတစ်ထောက်လောက်လေးဆိုင်ကောင်းတယ်အဲ့ဆိုရင်တော့ကျွန်တော်ပြန်တော့မယ်ဟိုနှီးဖျားဘလော့ကိုလည်းဒီမှာပဲရိုက်လိုက်တော့မယ်ကျွန်တော်ကကြတော့ဒီကြိုက်တက်လန်နဲ့နှီးဖျားနဲ့တရက်ထဲလာတာလေဟိုဗီဒီယိုစေဝါမှာဆိုလို့တာနှစ်ပုတ်ဖြတ်လိုက်တာဆိုတော့အခုကျွန်တော်မရိုက်တော့ဘူးအခုပြန်ပြီးဆိုတော့ပြန်တဲ့လမ်းမှာကျွန်တော်မရိုက်တော့ဘူးဒီနှီးဖျားကိုလည်းတော်တော်ရိုက်ထားပြီးတော့အားလုံးပဲရှင်းနှမ်းမလို့လည်းထင်တယ်တုံနဲ့တူကောင်းတူအားနိုင်တော့ဗောနော်အခုဘလော့ကိုဒီမှာပဲအဆုံးသတ်တော့မယ်ဒီအဆုံးထိကြည့်ပေးကြတဲ့ပျောက်ချူစီတာပဲကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြရအောင်ပါ